Hello ABC Twice and Figure ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကတော့ဈေးရောက်မှလည်းမဟုတ်ပါဘူးပစ္စည်းတွေကိုလည်း collection တွေကိုလည်းပြမှာလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဓိကကျွန်တော်ရဲ့ဒီကြုံတွေ့နေရတဲ့ကိစ္စရပ်တွေမှာဘယ်လိုမျိုးဖြည့်ရှင်းလဲဆိုတဲ့ဟာကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီကာဝဒီ God ထဲကဒီကျွဲကြီးပေါ့နော်သူကအခုလက်ရှိဘာဖြစ်နေလဲဆိုတော့ဒီနေရာလောက်ထိကတော့လှက်လို့ရတယ်ဒါရဲ့ပြဿနာမရှိဘူးဒါပေမဲ့သူ့ဒီ sort ပြောင်းပြီဆိုဒီခေါင်းကလှည့်ရမှာသူကမတုံးတာကြာကြက်နေပါတော့ကြက်နေဆိုတော့အမှန်တကယ်ဒီလိုလှည့်ရမှာဆိုတော့ဒီလိုကြက်နေဟာကိုအတင်းလှည့်လိုက်လို့ရှိရင်သူကဘာဖြစ်တယ်လဲဆိုတော့အခက်မသိလို့ရှိရင်ကျိုးရတတ်တယ်ဘာလို့ဆိုတော့သူကကော်နဲ့တုံးတာဖြစ်တယ်ပြီးရင်တက်တန်းကလည်းနှစ်အစိတ်လောက်ရှိနေပြီဆိုတော့လေဆိုတော့လှည့်လို့ကလည်းမရဘူးဆိုတော့ကျွန်တော်ဖြည့်ရှင်းနေကြနီးလေးပေါ့နော်ဒါတွေက WD-40 လေးပါဒီဥစ္စာတွေကကျွန်တော်တို့ဒီဟွာပေါ့နော်ဘယ်လိုခေါ်မလဲ Pro 1တို့ဒီ CD Mat တို့မှာလည်းရပါတယ် WD-40 ပေါ့နော်ဒါကတော့ကျွန်တော်တို့ဘူးသေးလေးပဲဆောင်းထားတယ်အတန်လေးလည်းပါတယ်ဆိုတော့ကျွန်တော်အတန်ကိုထိုးလိုက်မယ်ထိုးပြီးတော့နည်းနည်းခောက်ပြီးရင်ကျွန်တော်ဒီအယုတ်ရဲ့ဒီဘေးလိုင်းတွေပေါ့နော်နည်းနည်းပဲအဲ့လောက်ပဲပြီးဒီနောက်တစ်ချက်ပြီးဒီနောက်တစ်ချက်ဒါပဲ15မိနစ်လောက်ထားပြီးမှကျွန်တော်လှည့်ကြည့်ရမှာဖြစ်ပါတယ်လောဆယ်တော့ကျွန်တော်ဒီတိုင်းလေးပဲထားလိုက်အောင်ဆိုတော့ဒါ15မိနစ်လောက်ရှိသွားပြီပေါ့နော်ရှိသွားပြီဆိုအရေးလဲထဲထဲကိုတော်တော်စိတ်နေလောက်ပြီဆိုတော့တော်တော်လေးကိုခြောင်သွားမှာပေါ့နော်ကျွန်တော်တို့အဲ့လိုထင်တာဟိုနည်းနည်းတော့ကြက်နေတော့မှာအရေးတော်တော်ရောက်ပါနော်အရေးတော်တော်ရောက်တယ်ရပါပြီโอเคမှာဆိုပြီဗျာโอเคမှာဆိုပြီဆိုတော့စိတ်ပါရင်တပတ်တောင်လှည့်လို့ရပါပြီဒါပေမဲ့ကျွန်တော်တော့သူ့ဒီအရေးလေးနှံပြီးတော့ဟိုအမြဲတမ်းသုံးလို့အဆင်ပြေအောင်လို့နည်းနည်းလေးတော့လှည့်လိုက်ဒါကနိုင်လက်တံလှည့်နိုင်လက်တံပြောင်းပြန်ပြီးပြန်လှည့်ကြည့်လိုက်โอเคသူကတခုရှိရတယ်တန်ကြီးမတက်အောင်ချမ်းလို့ရတယ်ဆိုတော့ဒါလေးဆိုရင်ဒီဟာဆိုတာကျွန်တော်ကန်ကောင်းရတာပေါ့နော်ဒီအယောင်လေးတွေမကုန်သေးဘူးကျွန်တော်အဲ့ဆိုဒီကပိုတဲ့အရေးလေးကျွန်တော်တို့တုတ်ထားလိုက်အဲ့ဆိုပြောင်လေးဖြစ်နေတာပေါ့နော်ဒါလေးလည်းနောက်ထပ်နီလန်းလေးတစ်ခုပေါ့နော် tips လေးတစ်ခုပါဆိုတော့ okay ဆိုတော့ WD-40 ကတော့ကျွန်တော်တို့ဒီလိုမျိုးအယုတ်စုတဲ့သူတွေအတွက်ကတော့တော်တော်အသုံးဝင်တယ်ပေါ့နော်ဒါ1000ခွဲပေးရတယ်ကျွန်တော်ဆိုတော့ multi သုံးလို့ရအဆင်ပြေတယ် collector တွေစက်ရုပ်သမားတွေကော်တွေတန်တွေစုတဲ့လူတွေကတော့ဒါဆောင်းထားတဲ့တယ်ပေါ့နော်ကြော်ညာကတပြားမှမရဘူးเนาะကျွန်တော်ဒါဒီတိုင်းပဲကျွန်တော်အားလုံးဟိုကျွန်တော်ရဲ့နီလန်းလေးတွေကျွန်တော်ဝေမျှပေးတာပါဟိုဒီကောင်ဆိုခြောင်သွားပြီဆိုတော့ okay ဆိုပြီပေါ့ဗျာအဲဆိုဒါလေးပါပဲဗျကျေးဇူးပါ